Hello မင်္ဂလာပါဒီကနေ့ကျွန်တော်အောင်မျိုး YouTube channel ကနေတစ်ဖက်ညီကိုမနှမများတွေကိုကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်အနေငယ်သောအကြောင်းအရာလေးနဲ့ညီကိုမနှမတွေကို sharing လုပ်သွားချင်ပါတယ်ဒီကနေ့မှာကျွန်တော် sharing မလုပ်တော့ခင်ကျွန်တော်ရဲ့အကောင့်ကို like comment share subscribe လေးနှိပ်တော့ပေးဖို့မမေ့ပါနဲ့လို့ကျွန်တော်အရင်ဆုံးတောင်းဆိုချင်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ video clip ကိုလည်းအဆုံးထိကြည့်တော့ပေးဖို့ရန်အတွက်ကျွန်တော်တောင်းဆိုချင်ပါတယ် Okay အချိန်အကြာကြီးမဆွဲတော့ဘူးကျွန်တော်တို့စကြရအောင် Go ဒီကနေ့ကျွန်တော် sharing လုပ်တော့မယ့်အကြောင်းအရာလေးကကျွန်တော်တို့ညီကိုမနှမတွေကျွန်တော်တို့ရဲ့မြန်မာပရိသတ်တွေအားလုံးမျှော်လင့်ဆောင်စားနေတဲ့ပွဲလေးတစ်ပွဲအကြောင်းကိုကျွန်တော်ဒီကနေ့လာရောက် sharing လုပ်တော့မှာဖြစ်တယ်အဲ့ဒီပွဲလေးဟာဘာပွဲလဲဆိုတော့ ထိုင်းအမျိုးသမီး fighter နဲ့မြန်မာအမျိုးသမီး fighter အကြောင်းလေးပဲဖြစ်တယ်။ထိုင်းအမျိုးသမီးကတော့ Stan ပဲဖြစ်ပါတယ်။မြန်မာအမျိုးသမီးကတော့ Veronica ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာအလွန်ကိုကောင်းကြတဲ့နှစ်ယောက်စလုံးဖြစ်တယ်။သူတို့နှစ်ယောက်မှာအားသာချက်အားနည်းချက်တွေလည်းညီတူတန်းတူရှိကြတယ်။ဒီပွဲဟာသူတို့နှစ်ယောက်ကချန်ပီယံကပတ်လူပွဲတဲ့ပွဲသူတို့ညောင်းကစားရမှာဖြစ်တယ်ဒီပွဲလေးဟာ one championship ရဲ့ Chatria သူကဒီပွဲလေးကိုသူကကျင်းပခဲ့တယ်ဒီပွဲလေးဟာအလွန်ကိုကောင်းတဲ့ပွဲတစ်ပွဲလည်းဖြစ်မယ်သူတို့နှစ်ယောက်ကမကြခင်ကစားရတော့မယ်ပွဲလေးတစ်ပွဲဖြစ်တယ်လာမယ့် February 23 ရက်နေ့ကျရင်သူတို့နှစ်ယောက်ကစားမှာဖြစ်တယ်သူတို့နှစ်ယောက်ကစားမဲ့ပွဲမှာပေါ့နော်ညဘက်9နာရီမှာသူတို့နှစ်ယောက်ကစားရလိမ့်မယ်ဒီ Stan နဲ့ Veronica ပေါ့နော်သူတို့နှစ်ယောက်ဟာကျွန်တော်အရန်သဘောကျတဲ့အချက်တွေအများကြီးရှိတယ်သူတို့နှစ်ယောက်က Stan မှာဆိုရင်သူကပွဲတွေအများကြီးကစားခဲ့ဘူးတယ်ပြီးတော့သူကနိုင်ခဲ့ဘူးတယ်ဟိုတခါသူဂျပန်မှာတော့ထိုးတော့ကသူရှုံးသွားခဲ့တယ်ဆိုတာသူပွဲနဲ့တော်တော်လေးကိုဝေးသွားခဲ့တဲ့အချိန်ကာလတစ်ခုဖြစ်တယ်ပြီးတော့မထင်မှတ်ပဲနဲ့ပွဲလေးတစ်ပွဲနဲ့ပြန်ပြီးကစားရတဲ့အခါမှာသူ့ရဲ့20ဆင်းတဲ့ပုံတွေပြီးတော့သူ့ရဲ့ကစားရဲ့ပုံတွေကပုံမှန်မရောက်နိုင်သေးဘူးဖြစ်သွားတယ်အဲကြောင့်သူရှုံးသွားခဲ့တယ် Veronica ဆိုလည်းသူကစားခဲ့တဲ့ပွဲနောက်ဆုံးပွဲမှာဆိုရင်သူရှုံးသွားခဲ့တယ်သူနဲ့ Stan နဲ့အခုလောလောဆယ်ဒန်းတူကြတော့ပေါ့နော်မကြခင်ဒီလာမဲ့ February 23 ရက်နေ့ကျရင်သူတို့ညောင်းပွဲလေးတစ်ပွဲကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်တယ်ဒီ One Championship ပေါ့နော် February 23 တောက်ကြနေ့ကြတယ်9နာရီညနေ9နာရီပါပေါ့နော်အဲညနေမှာကျွန်တော်တို့ Stan နဲ့ Veronica ရဲ့ပွဲကိုမြင်တွေ့ရလိမ့်မယ်လို့ကျွန်တော်ဒီကနေ့ sharing လာလုပ်တာရှင်းတာဖြစ်တယ်ကျွန်တော်တို့ညီကိုတွေလည်းအားပေးဖို့ရန်အတွက်အဆင်သင့်ဖြစ်နေကြပြီလားအဆင်သင့်ဖြစ်ပြီဆိုရင်ကျွန်တော်တို့ yes လို့ရေးခဲ့ပါ comment ထဲမှာအဆင်သင့်မဖြစ်သေးဘူးဆိုရင် no လို့ရေးခဲ့ပေးပါကျွန်တော်တို့ရဲ့မြန်မာကုံဆောင်တွေအများကြီးပေါ့နော်အခုအမျိုးသမီးမြန်မာကုံဆောင်မြန်မာရဲ့ကုံကိုဆောင်တော့မဲ့ Veronica ကတော့ထိုင်း fighter နဲ့ကစားရမယ်ပွဲလေးတစ်ပွဲမှာကျွန်တော်တို့ပြည်သက်တွေအားလုံးကျွန်တော်တို့ညီကိုတွေအားလုံးအားပေးဖို့အသင့်ဖြစ်နေကြပြီလားအကယ်လို့အသင့်မဖြစ်သေးဘူးဆိုရင် no လို့ရေးခဲ့ပေးပါ no လို့ရေးခဲ့ပေးပါအကယ်လို့အသင့်ဖြစ်နေပြီဆိုရင် yes လို့ရေးခဲ့ပေးပါကျွန်တော်ညီကောင်မနှမတွေအားလုံးရဲ့ comment ကိုကျွန်တော်စောင့်ကြည့်နေမယ်ကျွန်တော် reply ပြန်ဖို့အတွက်စောင့်မျှော်နေပဲ okay ဒီကနေ့ကတော့ကျွန်တော်ပြောသွားချင်တဲ့အကြောင်းအရာလေးကတော့ဒီလောက်ပဲဒီကနေ့ဟာအလွန်ကိုကောင်းတဲ့နေ့တစ်နေ့လည်းဖြစ်တယ်လို့တာယာတဲ့နေ့တစ်နေ့လည်းဖြစ်တယ် Sunday လည်းဖြစ်တယ်ဒီနေ့ဟာ17ရက်နေ့ January 17ရက်နေ့ပေါ့နော်ကျွန်တော်တို့ဒီပွဲလေးကိုအတူတကွစောင့်ကြည့်ကြမယ်ဒီနေ့ကျွန်တော်ရဲ့ video clip ကိုကြည့်တော့ညီကောင်မနှမရောက်စတိုင်းဒီကိုကြီးချမ်းသာခြင်းကိုကြီးချမ်းသာခြင်းဝမ်းမြောက်ခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ video clip ကိုဒီမှာနဲ့ပဲအဆုံးသတ်လိုက်ပါတယ်အရောက်စတိုင်းကိုကျေးဇူးတင်ပါတယ်